မင်္ဂလာနေ့ခေတ်မှာတတဝါပေါင်းပေးပြရတဲ့ခွာရကိုချမ်းမစိတ်ချမ်းသာကြပါစေယခုရောက်ရှိနေတာတော့ကိုလံဘိုစီရိုဆက်မှာဖြစ်တယ် ID 0ခေါ်တဲ့ activity အနာနဲ့ပုဂ္ဂိုလ်စင်တာအကြောင်းကိုရောက်ရှိနေတာပါဒီနေ့တကယ်ချင်းဘုရားဗနာရဲ့ပင်ဆောင်ဒါနေ့ပင်ဆောင်ကြရဒါပထမဆုံးဒါနေ့ဒီကြောင်းရောက်လာဒီနေ့ကြရတော့ဒီပါဖျားခန်းနေပါပဲဖျားခန်းရဲ့အဝင်မှာဆိုရင်စပယ်တနေ့စပယ်အိုလေးပေါ့စပယ်ပန်းပူရထားပါဒီတရဘယ်တော့နှစ်ပေါင်း50ကျော်နေပါပြီအိန္ဒိယကဒီစင်ကြရပါဒီစင်ရတော့ဒါတော့ဒီရမနဲ့အမြဲတမ်းထိုင်ဆွဲတော့အစမ်းကြီးပဲဘာလို့ဆွဲတော့ကျုပ်စီတွေဒီမှာနားမြင်ပါတော့ဒါတော့အိန္ဒိယ Ocean လို့ခေါ်တဲ့အိန္ဒိယသမုဒ္ဒရာကိုအဲ့ဒါ